တကြံမှာဘာမှမလုပ်ဘူးသိလားအဲ့တော့တကြံပြီးမှမှားတာပဲလေဘာမှနင်းအောင်မွေးတာဟာကားကောင်းကမှဆိုတော့ကားကြတော့ကွာဒီလိုအောက်ပိုင်းကိုမြင်ရကွာမမြင်လည်းမမြင်အောင်ကောင်လေးတွေကဘီကနေပြီးဖြတ်တာပေါ့သိရလားဖြတ်တော့ကားမောင်းတဲ့လူကနေပြီးလှမ်းပြီးဘိုက်ကြီးနဲ့လောင်းမလို့လားဆိုတဲ့ဆိုတော့တကားဟိုကအားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ကျွန်တော်တို့သားမီးနှစ်ယောက်ကတကြံနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီတိုင်းပြောမှာဟုတ်လေဒီတိုင်းပြောဘယ်လိုပြောဒီမှာရေနဲ့ဘယ်လိုလဲစားဖို့တောက်ဖို့လေဟာမဟုတ်လေမမေနဲ့သားနဲ့ခုနလေးစားပြီးပြီလေမေပြီးတော့ဗာလဲမမေဒီရက်ပိုင်းပဲအစားသိမ့်မစားဘူးဝိတ်လျှော့မယ်ဆိုပြီးတော့သားကိုပြောတယ်လေစားလို့ကောင်းတော့အရောက်တော့အရင်တိုင်းပဲဘာမှမပြောင်းလဲဘူးကောင်းရောအဲ့နေပါမမေကရတာမပြောင်းဘူးဆိုတော့ဝိုင်းကီကီကိုမမေကဘယ်တော့နဲ့ဆဆာဘူးလားလဲတစ်ချက်ပြောပြပါမမေကလား16နဲ့သမီးကြီးကဆဆာဘူးလားမမေရဆရာဆန်လားဆိုင်မှာသားရဲ့ဟာပတိကြကြီးသားတော့မမှတ်မိရောနေမမှတ်မိအောင်နေမပါတဲ့ဟာကိုနေတော့ဝင်သေးဘူးနေဖေနေတော့မတွေ့သေးဘူးဟုတ်အဲ့လိုပြောမဟုတ်လေမမေလိုမျိုးသားဆဆာတဲ့ဆိုင်ရောအဲ့လိုအတိအကျမမှတ်မိဘူးလို့ပြောပါနေမပါတာတိရပါလားမတရားကြီးอ่ะနည်းနည်းတော့ရိုးမယ်နော်ဘာတွေဖြစ်ခဲ့လဲပေါ့တကြံမှာဘာတွေလုပ်လဲပေါ့နော်မဟုတ်ဒီလိုလုပ်လိုက်မယ်ငယ်တုန်းကတကြံမှာအဲ့လိုမှားခဲ့တဲ့အမှားတစ်ခုပြောပြတယောက်ယောက်ကိုရေမားလောင်းတာတို့အိုးမဲမားတုတ်တာတို့အဲ့လိုမျိုးအမှတ်တရတစ်ခုပြောပြအမလီငါလေတိလားတကြံမှာဘာမှမလုပ်ဘူးတိလားအဲ့တော့တကြံပြီးမှမှားတာပဲလေဘာမှနင်းအောင်မွေးတာဟာဟုတ်တယ်ဝေးတာနေဝေးတာမကြီးအခုကြံပြင်းနေမွေးရောက်တော့မယ်လေအခါကျနေငါ့ကိုဘာလို့လိုချင်တဲ့ပူစားတော့မယ်နော်ရှောက်ပြောတယ်ဒီမှာကြည့်ဒါတွေငါပြီးဆေးရမယ်ကြောရမယ်တိတ်ရမယ်အခုဒီမှာရိုက်တယ်အခုငါ့ကိုမိတ်ကပ်ဆရာမခေါ်ပေးငါလိမ့်ရတယ်နော်များလေကတော်ရိုးရိုးရှင်းရှင်းပဲကောင်းတယ်အဲ့တော့မမေးတချမ်းမှာတားနဲ့ပတ်သက်တဲ့မတရားတစ်ခုခုပြောပြပါတားနဲ့ပတ်သက်တဲ့မတရားဆိုလေတားအောင်မွေးကန်လေတားတချံပြီးမွေးရတချံပြီးတော့မွေးရလေဟုတ်တယ်တချံပြီးတော့မွေးရဆိုမမေကတချံတွင်းကြတော့အိမ်မှာလည်းမနေချင်ပပတို့ကရှောက်လဲမယ်အိမ်ကလူကြီးရှောက်တယ်ဆိုမမေကလိုက်တာပေါ့ကားကောင်းကမှဆိုတော့ကားကြတော့ကွာဒီလိုအောက်ပိုင်းကိုမြင်ရကွာမမေလည်းမမြင်အောင်ကောင်လေးတွေကဘီကနေပြီးဖြတ်တာပေါ့သိရလားဖြတ်တော့နေမေကလှရလေသိလားအခုတော့ဘယ်လောက်လှရသိရမလားခိုင်မမေကိုမှတ်သေးချခိုင်းပြောတာအဖေရမှာနောက်ခန်းမှာလေနောက်ခန်းမှာဖေးရတော့မသိဘူးသူကနောက်မှာကင်းနေမသိဘူးဟိုကခိုင်ဒီမှာမမြင်ရတော့အမကားမောင်းတဲ့လူကနေပြီးလှမ်းပြီးဘိုက်ကြီးနဲ့လောင်းမလို့လားဆိုတဲ့ဆိုတော့တခါဟိုကအမလေးကျွန်တော်ပြောတေးသေးပါတယ်ကျွန်တော်ပြောတေးသေးပါတယ်ဆိုပြီးဟွာရေလောင်းအိမ်တော့လုတ်ခဲ့တဲ့လူရှိတာရှိခေါ်မှတ်သွားတော့ငယ်တော့အဲ့လိုမျိုးမေမေတို့အိမ်ရှိမှာရေကန်ကြီးနဲ့ပေါ့နော်ရေကန်ကြီးနဲ့ရေပတ်တယ်ခွက်ဆောင်တွေပဲခုတ်တယ်ဗာညာပြီးတော့အဲ့လို73 74လောက်ဖြစ်တဲ့အချိန်မှာခီးသွားတယ်ကန်းကြီးတွေသွားတယ်ဘန်ကောက်တွေပဲသွားတယ်ဒါပဲအမေနဲ့ပဲသွားနေရတယ်ဗီဇာစုနဲ့သွားလိုက်ရတယ်တကယ်ချင်းနဲ့မသွားဘူးဆိုပြီးအားလုံးသွားတော့မယ်ဆိုတော့ဖြစ်တဲ့အချိန်မှာကိုဗစ်ဖြစ်သွားတာဒါပဲတိတ်ပြီးတော့ထူးဆန်းတကြံကိုတွေတော့ကားတွေနဲ့ရှောက်လဲကြရတယ်မန်တက်တွေထိုင်ကြရတယ်ပြောလို့ရှိရင်ရက်ွက်တွေထဲမှာဆိုစလူတီတာတွေပါကြီးကြွေးကြပေါ့ဒါရဲ့မုံလုံးရေပေါ်တို့ကြာဆိုင်ဟင်းကားတို့ရွှေရင်အေးတို့မျိုးပေါ့တနေ့တစ်မျိုးလူကြီးတွေကိုခေါင်းလျှော်ပေးတာလို့ချစ်တဲ့ညက်ပေးရလားဗာနဲ့အေးမော်အဲ့ဒါကြီးကတော့ဟိုးရှေ့ခက်ထဲရှေ့တဲ့ကဒလေးပေါ့ဒါရဲ့အခုတည်းလည်းမပြောက်ပါဘူးအခုလည်းလှုပ်တယ်နော်ဟုတ်တယ်ဒါကတော့အခုခေတ်ကဟိုလိုမျိုးလေမမေတို့ဒီမန်တက်တွေပါတွေသွားတာထပ်ပို့ပြီးတော့ထပ်ပေါင်းတာအဲ့လိုပွဲတွေလုပ်တယ် festival လိုပွဲတွေလုပ်တယ်နော်အဲ့ဒါတွေကတော့နည်းပို့ပြီးဟိုဖြစ်တာဒါတော့သားတို့လူငယ်တွေပေါ့ဘာဖြစ်အဲ့လိုလေသားအဲ့လိုလေတချင်သားနီးရင်အဲ့လိုမျိုးဟိုးရင်ကတချင်မိုးတွေပါဖြစ်အဲ့လိုပေါ့နော်ဟုတ်တယ်တချင်ရောက်ခဏကဒီတချင်တွေဖွင့်ကြရတယ်နော်ဟုတ်တယ်အဲ့ဒါဘယ်တော့မှမဟောင်းဟုတ်တယ်ဘာကြီးကိုကြည့်ဘောတာဟုတ်လားအခုဒီလိုမျိုးကြော်ညာပြီးစားပြနေလို့ပြောတာမဟုတ်ဘူးမလားတကယ်ကြိုက်တာပေါ့ဟုတ်ပြီဘုံနုံနဲ့ဆိုတော့အဆင်ပြေလေအေးပါနော်ဒီဆိုတာရဲ့ချိန်ဒါတော့ဒီဂျီအိုစီချက်ဘယ်နေရာရောက်ပဲဝိုင်းကီကီကိုမှဖြစ်ဂျီအိုစီချက်ပစားအဲ့တော့မမီတို့ခေတ်တည်းကဆိုတော့ तू တော်ကြာပြီနော်ဝိုင်းကီကိုအေးဆေးပဲရက်တီလာဟုတ်တယ်လေဒါကလည်းဝိုင်းကီကိုဆိုတာမမေတို့ခေတ်ထဲကနေပြီးတော့အခုသားတို့ခေတ်အထိစားလိုက်ရတဲ့အချိန်တိုင်းခံစားရတယ်ကျင်းတဲ့ဘွက်တစ်ထပ်ထဲပဲလေဟုတ်အရသာလည်းမပြောင်းဟုတ်တယ်အဲကြောင့်မို့လဲခုတရှိနေတာပေါ့တာမှန်တယ်
အားလုံးပဲအခုဆိုရင်ဒါကတကြံအမှတ်တရလေးတွေပေါ့နော်သားမီးတွေပြောပြနေကြတာဖြစ်ပါတယ်ကျွန်တော်တို့လူငယ်တော်တော်များများပေါ့နော်ဒီအသက်အရွယ်ပိုင်းခြားတစ်ခုမှာဒီတငယ်ချင်းမိတ်ဆွေတွေနဲ့ပဲပေါ့နော်အချိန်ပေးကြတာများတယ်အမှတ်တရလေးပြောတယ်ခီးတွေသွားတာများတယ်ပေါ့နော်အခုလိုမျိုးဒီမိသားစုနဲ့အမှတ်တရလေးပြောရင်မုတ်လေးစားရင်းနဲ့အဲ့လိုအချိန်ပေးဖို့အတွက်ကိုမိနေတတ်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကနေတခါတည်းသတိပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒါမျိုးလေး ပြီးသေးလား ဟုတ်လေဒါပြောနေခလားကျွန်တော်တို့ဒီလိုမျိုးကိစ္စလေး ဆက်ပြောလိုက်တော့ငါတကယ်ချင်းနေတာကိုကတော့ ဟာဟုတ်လေခဏလေးလေးဘာမှချင်းတာတော့ 1K ကိုမှ ဟာ